Hello မင်္ဂလာပါဒီကိကိပြင်နာနဲ့မုတ်တစ်ခုလောက်စားမယ်ဆိုပြီးတော့ပါပရက်ချစ်မင်းကိုညက်ပါမယ်ဒီကိကတော့ထုတ်လောက်စားဖို့စိတ်ကူလာပါတော့ဒီတော့ဂျန်ထဲမှာရှိရဲကျတော့မလို့တညက်မှာပေါ့နော်ဒါတော့ကျတော့မိတ်တညက်ကိုတက်သွားနေပါလေတဒန်ဒါတော့အဲညီမကိုစိုက်ထားတယ်ကျတော့မိတ်အပြင်လေးပေါ့နော်ဆို organic လောင်းဝ organic ပါထည့်ထားဦးနော်ဒါတော့အရင်စိုက်ထားတဲ့ဒီပင်ကြီးတင်ရွက်တွေပါကြည့်ကြပါဦးရှင်ကဲဒါတော့ရေးစေးပြီးတော့ညက်မှာပေါ့နော်ဟင်းတော့ထုတ်ဖို့အတွက်ပါရေးလိုက်ပါဦးမယ်လို့ညက်ပါဒီလိုလေးတေးလေးညက်ပဲကွာတော့ကြိုက်တယ်ဟိုအမောင်ညက်ပေါ့နော်ကြီးဒီလိုညင်သေးဒီလိုမကြက်တော့ဒီလိုပဲညက်လိုက်ပါတယ်ဒါတော့မကောင်းတဲ့ဟာဖယ်ထားပါတယ်ဒါတော့ညက်ပြီးတဲ့ကျက်သွမိတ်လေးပေါ့ကဲဆိုတော့ဖက်ရွက်လေးကိုတုပ်ပါမယ်နော်တရှင်လေးတက်တော့တုပ်လိုက်ပါမယ်ဒါတော့နေကိုလည်းထားတယ်ဖက်ရွက်တွေပေါ့နော်ဒါတော့မတုပ်ရသေးတာပေါ့နော်တော့တုပ်တာဖက်ရွက်တွေပါမပြောရွက်ပါဖက်ရွက်တော့ဖြစ်ကုန်တယ်ဒါတော့ခုဒီလုံးလုံးကိုတက်ဆက်ပြီးသုံးပါမယ်နော်ခေတ်ကတော့အိမ်မှာရှိတာလေးနဲ့ပဲသုံးတာဖြစ်တဲ့အတွက်ဇံမုတ်လေးရှိရဖြစ်တဲ့တိတ်တော့အစင်းပိတ်ကောင်းမလို့တော့ကင်မီတိုင်းမဲ့စားချင်လို့ရှိတာလေးနဲ့ပဲလုပ်ဆောင်တာပေါ့နော်ခေတ်သုံးတာဇံမုတ်ရဲ့ဒါလေးရဲ့အထုံးလေးရဲ့စီလေးရဲ့အကုန်လုံးမအောင်နေပါမယ်ဒါတော့ရေကိုလိုတော့ပေါ့နော်အပြည့်ကြိုက်ရင်ပြည့်ထဲအကျဲထိုင်အကျဲကြိုက်တော့ကြဲလေးထည့်ပေါ့နော်ကြက်တော့ဒီလိုပစ်ကလေးကြိုက်လို့ဒီလိုထည့်ထားပါတယ်မအောင်နေပြီဆွေးစီလေးထည့်ပါမယ်ပြထောက်တယောက်လှုပ်စားလေးတယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်ဒီတော့ကိုစိတ်ကရကကြိုက်တဲ့ပုံစံနဲ့လှုပ်ထားပါရရှင်ကဲစပြီးတော့ထုတ်ပေါ်မယ်လူအပ်တာတော့သွားကြထိုးတဲ့ငပြောရွက်ပေါ့နော်ဖဲရွက်နဲ့ငပြောရွက်နဲ့မာနေတယ်ဒါတွေမထုတ်ခင်မှာရင်တွေလေးတိတ်မှာပေါ့နော်ပေါင်းလေးချပါမယ်ဒါကြတော့ရင်တွေပေါင်းဖို့တော့ရင်တွေအိုးလေးပေါ့နော်ရေကိုကုလိုသလောက်ပေါ့နော်ဒီထုတ်ကကြက်လွယ်တာဖြစ်တဲ့အတွက်ရေကုလိုသလောက်ထည့်ပြီးတော့သေးပါမယ်ကဲဒီရေနေဆူအောင်ပဲနေတဲ့အချိန်မှာကိုလာဟင်းထုတ်လေးထုတ်မှာပေါ့နော်ကျန်တဲ့ချက်ကလုံနေမှတူတာဖြစ်တဲ့အတွက်သူကောင်းမတူတော့ခဏကြက်တော့ကိုတက်တူလို့မတ်တယ်လို့ပဲလောက်ထားတာပေါ့နော်သူမျိုးကြည့်ပြီးသူများထုတ်တယ်လို့အဲ့ထုတ်တာပါကိုကောင်းလားမကောင်းလားတော့မသိဘူးပေါ့နော်ကိုလက်ရကိုချက်ကိုကောင်းကိုလက်ရကိုကောင်းပေါ့နော်ဒါတော့ထုတ်နေတဲ့အချိန်ပေါ့နော်ယူနေစူနေတော့စောက်နေထုတ်လိုက်တာခဏလေးနေပြီးသွားတာပေါ့နော်ဒါကြတော့ကဲလောက်တဲ့ဟင်းထုတ်စတိုင်းပေါ့နော်ပစ္စည်းစုံတော့ပူစားလို့ကောင်းတာပေါ့နော်ကပုံမှန်ထည့်နေကြအရာတွေနဲ့မရှိရရှိတာလေးနဲ့လောက်စားဖြစ်တဲ့အတွက်သိခံပြီးတော့ကြည့်ပြကြပါရှင်ဒါရဲ့ပထမဆုံးဗီဒီယိုလေးပေါ့နော်ပထမဆုံးရိုက်တာလည်းဖြစ်တဲ့အတွက်အခက်အခဲတွေလည်းအဆင်မပြေတာလည်းရှိမယ်လိုအပ်တဲ့နေရာမှာလည်းရှိမယ်ပေါ့နော်လိုအပ်တဲ့နေရာရှိကြလို့ရှင်လည်းcomment လေးတွေထည့်ပြီးတော့ပြောပြပေးကြအောင်နော်ပထမဆုံးလောက်တာဖြစ်တဲ့အတွက်ဒါအခုယူနီသေးပါယူနီစုပြီပေါ့နော်ယူနီစုဖြစ်တဲ့ပေါင်းထားလိုက်ပါမယ်ပေါင်းထားနေချိန်မှာသူ့စားနေမြေပြင်းနေလို့လောက်ထားပြီပေါ့နော်ကဲအဲဒါဆိုလူအကြတော့ပုံမှန်ကျတော့ဒီကမြေပြထားပြီးတော့လောထားပြီးတော့စက်တုံဖြူလေးနဲ့ပြန်ကြော်တော့ဒါပေမဲ့ကတော့ပြင်းတာဖြစ်တဲ့အတွက်ရှိတယ်ညစ်ပြီးမှုတ်လေးရဲ့ပြီးစက်တုံကြော်ပေးတာဟာရှိတာဖြစ်တဲ့အတွက်အဲ့ဒါဓမ္မကိုရောထည့်လိုက်မယ်ပြီးတော့စီကိုပူလေးစီလေးကြက်လေးဖြစ်အောင်ပယ်ပြီးတော့မှအဲ့ဒါကိုလောင်းထည့်ပြီးတော့ဖြက်လန်းပေါ့နော်အမြန်နီးနဲ့လှုပ်ရှားလိုက်တာဖြစ်ပါတယ်ကြကြတော့ပြင်းတာလဲပါတယ်ပြီးတော့ဟိုရှိနေတာပဲလေဟုတ်တယ်မလားအဲ့နဲ့အမြန်လေးလှုပ်လိုက်ပါတယ်နော်ဒါကြက်မကြက်စမ်းကြည့်ပါမယ်မိနစ်20တော့ပြုတ်ထားတာပေါ့နော်ကြက်မကြက်စမ်းကြည့်ပါမယ်ဆက်ကြပါအောင်ဆိုပဲစားလို့ကောင်းနေတုံးထားတာတော့ကြက်ပါပြီအလုံးစားကြပါအောင်ကဲစားရမယ်နော်ကောင်းလိုက်တာကျေးဇူးပါတယ်ဘိုင်ဘိုင်